ကဲကြည့်လိုက်ပါဦးအဖိုးတယောက်ပို့လိုက်တဲ့ကြောက်တုံးလေးပါသူကအနောက်မြောက်ပိုင်းမှာဆယ်စုနှစ်များစွာအလုပ်လုပ်ခဲ့ဘူးတဲ့ဂိုဘီတဲကန်တာရာထဲမှာကောက်ရခဲ့တဲ့ကြောက်တုံးလေးပေါ့အခုရှန်ဟိုင်းကိုပြန်ရောက်တော့သူ့ဇနီးဒီအတွက်လက်ကောက်လေးလုပ်ပေးခြင်းတဲ့ဗျာအသက်80ပြီးမွေးနေ့လက်ဆောင်အဖြစ်ပေးခြင်းတာပါဒီကြောက်သားကိုပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာအနေထားကတော့မစိုးဘူးလို့ကျွန်တော်တွေးမိတယ်ခမရယုံနိုင်ပါမလားပုံစံကလည်းစမ်းအသားကလည်းကျန်းနေရောကြောက်တုံးအစုပ်လို့ထင်ရပေမဲ့တကယ်တော့ဒါကသူများတွေလွှင့်ပြထားတဲ့အရာတစ်ခုပါဒါပေမဲ့ကြောက်ကောင်းဆိုတာတွေးကြည့်မှသိရစမြဲလေဒီကြောက်တုံးကအပြင်ပန်းကြည့်ရင်တော့ဘာမှမထူးကြပါဘူးအလကားပေးရင်တော့ဘဒူးမှအလို့ချင်းမှမဟုတ်ဘူးလမ်းဘေးမှာဒီတိုင်းပြစ်ထားရင်တော့ဘဒူးမှကောက်မှမဟုတ်ဘူးဗျာလူတွေကဒီလိုရိုးရှင်းတဲ့ကြောက်တုံးဆိုရင်အထင်းသေးတတ်ကြတယ်လေတကယ်တော့နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးတဘာဝရဲ့အငွေ့အသက်တွေကိုစုပ်ယူထားတာပါအပြင်ပန်းကကြည့်မကောင်းပေမဲ့ကျမတို့လိုပညာရှင်တွေလက်ထဲရောက်လာရင်တော့လက်ရမြောက်တဲ့အမှုပညာတစ်ခုဖြစ်လာမှာအသေးအချာပါပဲကျွန်တော်အိမ်ပြန်ရောက်တာနဲ့မနေနိုင်တော့ပဲချက်ချင်းခွဲကြည့်လိုက်တယ်ရလာကတော့အံ့ငိုစရာပါပဲဗျာတာမန်လို့ထင်းရတဲ့ကြောက်တုံးလေးတာအကွင်းသားကြတော့ရှယ်ဖြစ်နေတာဗျာကန်ကြည့်လိုက်ရင်ညံ့ညိုးပြီးမျက်နှာဖျင်းကလည်းချောမွတ်နေတယ်အသားကလည်းစိုးနေတာဗျာအပြည့်အနာအစာကင်းပြီးတော့ရောင်ကလည်းဆွဲဆောင်မှုရှိတယ်ကျွန်တော်လက်ထဲကင်ထားရင်စေရနုများစွာအတွေ့အကြုံနဲ့တေချာဒီဇိုင်းထုတ်လိုက်ပါတယ်တွေ့တဲ့သူတိုင်းအံ့ဩသွားစေရမယ်ရှေးကဗျာတွေထဲရလို့ပေါ့ဗျာကောင်းကင်ကိုဖာထေးတဲ့နတ်သမီးရဲ့ကြောက်တုံးလိုပါပဲတန်ဖိုးမဖြတ်နိုင်တဲ့ယရနာတစ်ခုပေါ့မထင်ရတဲ့ကြောက်တုံးလေးဆိုပြီးအထင်မသေးလိုက်ပါတယ်တဘာဝတရားကိုအပိတဝါစုပ်ယူထားပြီးရင်အဲ့ဒီကြောက်တုံးကနေတခိုးရှင်စွန်ဝူကုန်းလည်းဖြစ်လာနိုင်သလိုနီခန်းဆောင်အိမ်မက်ထဲကဇက်လိုက်ကြာပေါင်ယူလည်းဖြစ်လာနိုင်ပါပြီအခုကြတော့လဲဇနီးတဲ့အပေါ်ထားလေခင်မွန်းတဲ့ရဲ့မြစ်ကာဖွဲဖြစ်လာပါပြီအမှုပညာရှင်တယောက်ရဲ့လက်ထဲမှာကြောက်တုံးတွေကပုံစံအမျိုးမျိုးပြောင်းလဲနိုင်ပါတယ်ဗျာဒီကြောက်တုံးကတာမန်လူတယောက်နဲ့တူပါတယ်ဗျာအပြင်ပန်းကရိုးရှင်းမြင်မဲ့သူ့နေရာနဲ့သူရောက်သွားရင်တော့တောက်ပါလာမှာအမှန်ပါမယ်ကိုတန်ဖိုးကိုကိုယ်တိုင်ဖော်ထုတ်ကြမယ်ဗျာကျွန်တော်ငငယ်တည်းကအဖေစီမှာကြောက်စင်းပန်းဖို့ပညာသင်ယူခဲ့ပြီးဒီအမှုပညာကိုတိုးတက်ပြန့်ပွားအောင်လုပ်မယ်လို့အိမ်မက်မက်ခဲ့တာပါဒါကြောင့်လက်ရတစ်ခုချင်းစီတိုင်းကိုတေးသေးချာချာဒီဇိုင်းဆွဲပြီးမှစိတ်ကူးပုံခေါ်ထုစစ်လိရှိပါတယ်ဒီနေ့တော့ဒီကြောက်တုံးလေးကိုအသုံးပြုပြီးအဘိုးတယောက်တည်းရည်ရွယ်ကစောင်းနှင်းကြားကဇီးပွင့်လက်ကောက်ကိုဖန်တီးပေးမှဖြစ်ပါတယ်အဘိုးပြပြတာကိုသူတို့မင်္ဂလာဆောင်တုံးကအဖွားကိုလက်ကောက်တကွင်းပေးဖို့တဲ့အဖွားကဘဲချင်းချစ်ဖြစ်မချွတ်ရက်ပဲအမျက်တနိုးဝတ်ထားခဲ့တာပါနှစ်ပေါင်းများစွာဝတ်ဆင်มาခဲ့တော့လက်ကောက်မှာအရာတွေထင်လာခဲ့ပြီလေစက်ဝတ်လို့မရတော့တဲ့အစုံအဖွားကဗီဒီယိုထဲမှာပဲတင်ထားလိုက်ရပါတယ်မနေ့တနေ့ကတော့အဘိုးကကျွန်တော်ရဲ့ကြောက်စိမ့်ထူးတဲ့ဗီဒီယိုကိုတွေ့သွားပြီးကျွန်တော်လက်ရကိုသဘောကျပြီးယုံကြည်စိတ်ချသွားတယ်ဗျာဒီတစ်ခါအဖွားကိုလက်ကောက်ထပ်ပေးခြင်းတာကအစားထိုးပေးခြင်းတဲ့သဘောမျိုးမဟုတ်ဘဲတသက်လုံးအနားမှာရှိနေပေးခဲ့တဲ့ကျေးဇူးကိုတုံ့ပြန်ခြင်းလို့ပါတဲ့ဒီစကားကြားရတော့ကျွန်တော်လည်းကြေနူးမိပါတယ်ဒါကြောင့်စောင်းနှင်းကြားကဇီးပွင့်လက်ကောက်ကိုဒီဇိုင်းဆွဲပေးခဲ့တာပါတရုတ်ရိုးရာမှာတော့ဇီးပွင့်ဆိုတာကြန့်ခိုင်မှုကိုကိုစားပြုပြီးရာသီဥတုတန်ကိုကြန့်ကြန့်ခံနိုင်တဲ့ဂုဏ်သက်တည်ရှိပါလေဗျအဖိုးပြောတဲ့အဖွားလို့ပေါ့ဗျာနူးညံ့ပေမဲ့စိတ်ဓာတ်ကြန့်ခိုင်ပြီးလောကဒန်မုန်တိုင်းတွေကိုနှစ်ပေါင်းများစွာအတူကြုံဖက်ခဲ့ကြတာလေရှေးကလေးကလက်ကောက်ဝိုင်းဝိုင်းလေးဟာပြီးဆုံးကျေးရဲ့ပြရုပ်ပါလဝေဒနာတစ်ခုဆိုတာထက်နုကမပြောပြတဲ့ဂရီတစ္ဆာတစ်ခုလည်းဖြစ်နေတတ်ပါလေဗျမင်းမစွန့်ပြတူ၍ကိုနာမှာအမြဲရှိနေမယ်ဆိုတဲ့သဘောပေါ့လက်ကောက်ထူးစစ်ပြီးသွားတော့ကျွန်တော်ကအဖိုးကိုပြောလိုက်တယ်လက်ကောက်အတွင်းသားအသားစလေးကိုဖျက်ထုတ်ပြီးစွဲသီးလေးတစ်ခုထွက်လို့ရသေးတယ်လို့ပေါ့ကြောက်တုံးနဲ့ကနေလက်ရနှစ်ခုထွက်လာတာပေါ့ဗျာဒီတခါတော့ဇီးပွင့်နဲ့တမန်ပုံစံဘေးကိန်းဆူတောင်းဒီဇိုင်းလေးဖန်တီးပေးကြပါတယ်ဇီးပွင့်ကကြက်တည်စီခြင်းကိုကိုစားပြုပြီးတမန်လေးကတော့ကျမ်းမာတတ်ရှိခြင်းကိုဖော်ဆောင်ပါတယ်ဗျဒီအထိပ္ပယ်နှစ်ခုပေါင်းဆက်လိုက်တဲ့အခါမှာတော့ဒီဆွဲသီးလေးပေါ်မှာထုစစ်ထားတဲ့ပုံရိပ်တွေကကျမ်းမာချမ်းသာပြီးကံကောင်းစေဖို့နဲ့မင်္ဂလာတရားတွေထွန်းကားပြီးနှစ်တိုင်းဘေးကင်းပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာလက်ကောက်လေးကလက်မှာဆွဲကျူးလေးကရင်ပတ်မှာပေါ့လက်ဆောင်ကတစ်ခုစောင့်ရှောက်မှုကနှစ်ဆပါပဲနေ့တိုင်းဝစ်စင်လူကောင်းတယ်လို့မေတ္တာတရားတွေလည်းစီးစင်းနေမှာပါအဖူးကတော့အရန်သဘောကျသွားပြီးဒီတမင်ရုပ်လေးကအဓိပ္ပာယ်ရှိလွန်းတယ်လို့ပြောပါတယ်လှပလို့ကောင်းကြီးမင်္ဂလာလည်းဖြစ်စေမှာပါသူတို့ဘဝမှာအနေအမြင့်တွေကြုံခဲ့ရပေမဲ့နောင်ရေးမှာတော့အေးအေးချမ်းချမ်းလဲကျမ်းမာပါစေလို့ဆုတောင်းပါတယ်အဖိုးစကားပြောပုံကတည်ငြိမ်ပေမဲ့နွယ်ထွေးမှုတွေပြည့်နှက်နေကြတာဗျာဒီလက်ကောက်နဲ့ဆွဲကြူကအမှုပညာလက်ရာတတ်မဟုတ်ပါဘူးအမျိုးသားတယောက်ရဲ့သိမ်းဆဲထားတဲ့အချစ်တွေပါကဲဆက်ပြီးကြည့်လိုက်အောင်ကြောက်တုံးအကျန်းထဲကနေ
လက်ရမြောက်တဲ့ယရနာတွေဘလို့ဖြစ်လာမလဲဆိုတာပေါ့ ပြုလုပ်ပုံစင်စင်ကစိတ်လှုပ်ရှားစရာကောင်းသလိုစိတ်ကပန်လဲပြီးနေပါတယ်အဆုံးထိကြည့်ပေးကြပါဦးနော်ပြီးမှတဲ့အခါလက်ရကတကယ်မိုက်တာဗျဒီနေရာမှာအထူးကျေးဇူးတင်ချင်တာကကျွန်တော်လက်ရကိုခြေပေးကြည့်ရှုပေးရတော့ပါခစ်စားနေတာ main လေးပုံလေးမဟုတ်ပဲဒီလိုရိုးရှင်းတဲ့လက်မှုပညာကိုရွေးချယ်ကြည့်ရှုပေးတာကကျွန်တော်တို့တန်မှုရှိလာပါတယ်ဗျတကယ်တော့ဒီလိုလုံနေရင်းနဲ့ဝေဖန်မှုတချို့လည်းကြုံခဲ့ရပါသေးတယ်မင်းဘလောက်ထုဘယ်သူမှကြည့်မှာမဟုတ်ဘူးအခုခေတ်ကနာမည်ကြီး brand တွေကိုပဲကြည့်ကြတာလက်မှုပညာကိုအားမပေးကြဘူးတဲ့ ရစ်ပေါင်းများစွာထူးဆထားတဲ့လက်ကောက်လေးကိုလိုက်ပေးသူနီးပါးတဲ့အခါကျွန်တော်တီးဝေးမိပါတယ်ခေကြီးကပြောင်းသွားပြီလားလက်မှုပညာကိုမကြိုက်ကြတော့ဘူးလားပေါ့ဒါပေမဲ့ကျွန်တော်မယုံပါဘူးတစိတ်မပါဘဲမဲ့တန်ဖိုးမရှိဘူးလို့မဆိုလိုပါဘူးဗျာကျွန်တော်တို့လိုရိုးရလက်မှုပညာဆိုတာကြော်ညာတယ်မလို့ပါဘူးလက်ရမြောက်မှုနဲ့စေတနာအပေါ်မှာပဲမူတည်တာပါကျွန်တော်လက်မခံလဲပါဘူးရှေးအောင်ရိုးရပညာတွေဒီလောက်ကောင်းလားစိတ်အောင်ထုတ်တွေကိုပဲဘာလို့အထင်ကြီးနေကြမှာလဲကျွန်တော်ဗီဒီယိုတွေဆက်လုပ်နေတာကလည်းဒီပညာရက်ကိုလူသိများလာစေခြင်းလို့ပါပဲဗျာ ကျွန်တော်တို့ရဲ့အမတ်တွေကျွန်တော်တို့ရဲ့ဆွဲလန်းမှုတွေနဲ့ခန်းစားချက်တွေကိုဒီမှာပုံဖော်ထားပါတယ်ဒီဇီကွက်ပန်လက်ကကိုထုစစ်ဖို့နှစ်ရက်တောင်အချိန်ယူခဲ့ရပါတယ်ငင်းချမ်းရဲ့အဆောင်ဆွဲသီးလေးကိုလည်းအကောင်းဆုံးဖန်တီးထားပါတယ်အနုစိတ်ပြီးတေးသက်လက်ပါအောင်အသေးစိတ်ကအစဂယူးဆိုင်တိုက်ချွတ်ပုံဖော်ထားတာပါအကောင်သေးတွေဆိုပြီးအချင်းမသေးလိုက်ပါနဲ့တမင်ဥချိုအကွေးကောက်လေးတွေကအစပန်းပွင့်ဖက်လေးတွေအစုံအားလုံးကိုလက်နဲ့ပဲဖြည်းဖြည်းချင်းထုစစ်ထားတာပါထွက်တဲ့ဝင်တဲ့တိုင်းမှာအာယုံစိုက်ထားရတာကဒီလက်မှုပင်နာရဲ့စစ်မှန်တဲ့အနှစ်သာရပါပဲဗျာမိတ်ဆွေတို့ရေဒီဗီဒီယိုလေးကိုမတော်တဆတွေ့မိတာထင်နိုင်တယ်လို့ နောက်ထပ်လည်းပြန်မတွေ့ရတော့တာထင်လိုက်ပါတယ်။ဒါကြောင့်ဒီနေရာကနေဒီစိတ်ရင်းမှန်နဲ့ဆူထောင်းဖေးပါရစေ။နောက်အနာဂတ်မှာကျမ်းမာရှင်လန်ဒီဘေးအန္တရာယ်ကင်းရှင်းပါစေ။ကံကောင်းခြင်းတွေပြည့်စုံပါစေဗျာ။ဒီလက်ရလေးကိုရောဘလို့မြင်ကြလဲဗျာ။ဆယ်မတ်ပြရမယ်ဆိုရင်ဘလို့များပေးချင်ကြလဲ။နင်းစည်းကွက်ပန်းလက်ကောက်လေးနဲ့တမင်ပုံငင်းချမ်းရေးဆွဲသီးလေးကိုသဘောကျရင်ကျွန်တော်ကိုအားပေးတဲ့အနေနဲ့အသေးပုံလေးပေးတော့ဖို့မျှော်လင့်ပါတယ်ဗျာ။လက်မှုပညာတွေတလောက်ကိုကူနီယာလက်ရောက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ